ကိုလည်းမောင်လေးကဆွေမျိုးတွေကြားထဲမှာမောင်ကိုအားကိုးပြီးမိချော်လိုက်နေတာပေါ့မောင်လူကြမိချော်နေလာခဲ့လို့လေတိုင်းဝန်းကမိချော်ကိုအလီမအိမ်မမလေးလို့တောင်ပြောကြတယ်မဟုတ်လားဒါပေမဲ့မိချော်ချစ်တယ်လို့မိချော်ကိုမောင်မချစ်ပါဘူးမောင်ကအမှုပညာသမားမဟုတ်လားဒီတော့ချစ်ရင်များလာပြီလေအချိန်မှန်အိမ်ကိုမပြန်တော့ဘူးအိုးမိချော်သိအားနေရတယ်မောင်မချစ်တော့တဲ့မိချော်မောင်နဲ့ဝေးရဘူးပြေးရပါမယ်အချိန်ကမိချော်မှတ်မိလိမ့်မယ်အမေပြောတဲ့အမော်ကြီးဆိုတာသူမျက်နှာလေးပါသူမျက်နှာလေးပါအမေကျွေးမအနေမလေးအိမ်မမလေးကြောက်နေတာအရက်တကားနေတဲ့ကအော်တရားဝင်တရားတွေ့ရင်အမေကျွေးမပြောက်လို့ကျွန်တော်ရှာသိင်ကြီးတဲ့မိန်းကလေးကိုတွေ့ရင်ကျွန်တော်ကတသိန်းပေးပါမယ်မောက်ခတ်လို့လမ်းတုံကထိလိုက်ချင်တော့တယ်ခြေဝေပေါက်လို့ပြောင်းနေတဲ့အမိချွေးမကိုရရကနေလှည့်ပြီးတရားဝင်တရားတဲ့နဲ့လိုက်ရှာရတယ်ကျွန်တော်အစ်ကရင်မောလုံးလို့ပါအများကမှတ်မိကြပါတယ်မိပြောတဲ့အမောကြီးပေါ့ခုတော့သူပြောင်းနေလို့သူ့ကိုတွေ့ရင်ကျွန်တော်ကိုသတင်းပေးကြပါတလဲဝင်ခင်မနေခင်ကကွဲကြတယ်လို့အများကပြောကုန်ကြပြီမိန်းကလေးရဲ့ကျွန်တော်ကခေါ်တက်ထားဖို့ခွတ်ထားရရင်တက်ချဝရင်တင်လိုက်ဖြစ်နေမောင်းသိလိုက်မှာအမေချွေးမကြောက်လို့ရှာသူ့ကိုတွေ့ရင်ကျွန်တော်ကလာပြောပါအလူတွေကလူကွဲတာသူ့ကိုရှာရတာအဖြစ်ပဲမပြောနဲ့ညာအလူကလူကွဲတာကွဲမှာသူ့ကိုရှာရတာမတွေ့မိဘူးလားဗျာအဖြစ်တဲ့လူပြည့်ရဲ့စကားနဲ့ကျွန်တော်ကမပြောနဲ့ဗျာမရှင်းနိုင်တော့ဘူးဗျာဟိုလူမရှိမလားဒီလူမရှိမလားအမေချွေးမပြောင်းလို့ရှာသူ့ကိုတွေ့ရင်ကျွန်တော်အားလာပြောပါမလွဲပါတကယ်ကြီးအပေါင်းအသင်းတွေလည်းကျွန်တော်ကတီးတို့မှာထားတာသူ့ကိုတွေ့ရင်မနေကျွန်တော်ကိုလေအပြေးလာပြုံးကြပါသူတနုံမင်းတွေမဲ့တော့ချမ်းငွေတော်လီလိုက်ပြီးခရီးတဲ့ကြမ်းရင်ကြမ်းပန်းရင်ပန်းတော့စိတ်ဆွဲမပြောအောင်မလျှော့သူပါဒီတစ်ခါသူနဲ့တွေ့ရင်မမေ့နိုင်တရားအဖြစ်ချစ်တဲ့စိတ်ခက်နေလို့လားလူသိရှင်ညာကျွန်တော်ကျင်ညာအမေချွေးမပြောင်းလို့ရှာတွေ့ရင်ကျွန်တော်အားလာပြောပါဟောငွေတော်ကြီးကအတော်သမားလေးငွေတော်သူကိုအားကြနေတဲ့မိခလေးကြီးမင်းလေးသမုံမှာခိုးရင်ခိုးပြင်းမမှာပုံရင်ပုံခီးလန်းတွေတန်းရင်တန်းပိုင်းရင်ပန်းစီတော့မုတ်ထီအောင်လေကားထောင်ပြီးမောရှာရင်ရှားပါသေးတော့ကြောက်တော့သူကိုတွေ့ပဲပေါ့လေအလီမအိမ်ပါမလေးမိချွေးမကိုတွေ့ရင်မောင်စီကိုအပြေးလာပြောကြပါလို့တငယ်ချင်းတွေလည်းမှတ်ထားတယ်လူကြီးတွေလည်းမောင်ပြောထားတယ်နေရာအနှံ့အပြေးလွှမ်းရှာလွန်းတော့အဖြစ်သေးတယ်လို့မောင်ကိုပြောကုန်ရပြီကွယ်မောင်ကိုပြောကုန်ရပြီအချစ်ရဲ့
တူနဲ့တွေ့ရင်မမေ့နိုင်ရာအဖြစ်ချစ်တဲ့စိတ်ခက်နေလို့သာလူသိရှင်ကြောင့်ကျွန်တော်ကျင်ညာအမေခွေးမှပြောလို့ရှာတွေ့ရင်ကျွန်တော်အားလာပြောပါအလူတွေကလူပွဲမှာသူ့ကိုရှာရတာအဖြစ်တဲ့လို့တဲ့ကားနဲ့ကျွန်တော်မပြောရရအလူတွေကလူပွဲမှာသူ့ကိုရှာရတာဖြစ်တဲ့လို့တဲ့ကားနဲ့ကျွန်တော်မပြောရရဘုအကူမ